ပြီလားကဲမင်္ဂလာပါပေါ့နော်မင်္ဂလာပါဘယ်ကနေလာဝယ်ရလဲဝေးရပါမကွေးကနေဘယ်ကနေဘလို့တွေ့ရလဲစိုက်လေးကို online ကနေတွေ့တာ online ကနေဒါဆိုဘယ်နှလုံးရောက်ဖြစ်သွားပြီလဲညီမရှိမှလာပဲဆိုရင်6လုံး6လုံးတော့ရှိပါပြီဟလားမမကန်နေတော့မဲ့ဆိုစိုက်နေလဲအများကြီးရှိတယ်ဘာဖြစ်လို့ဒီအောင်မိုဘိုင်းလေးကိုခဏခဏရွေးချယ်ဖြစ်တာအဲ့ဒါလေးတော့ပြောပြရောပြောဟိုယုံကြည်စိတ်ချလို့ကိုကြီးသိကြလို့ကျေးဇူးအများကြီးတင်ပါတယ်ခုဒါအခုစိုက်ပြကန်လေးကိုလက်ဆက်ပြီးတော့ရောက်လာခဲ့တာနော်အောင်မိုဘိုင်းကိုဝေးရတယ်တစင်ငါ့ကိုလာတစင်ငါ့ကိုလာတာစိုက်လေးဝယ်သွားတာပါကဲဝယ်သူမောင်လေးပြောသားတယ်လို့ပေါ့နော်အောင်မိုဘိုင်းကယူကြည်စိတ်ချလို့တဲ့ခဏခဏလာရောက်ဝယ်ယူအားပေးဖြစ်တာပါတဲ့ဟုတ်ကဲ့ကျေးဇူးလည်းအများကြီးတင်ပါတယ်ပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်အောင်အမတို့အောင်မိုဘိုင်းကအမြဲတမ်းကြိုးစားနေပါတယ်ရှင်အခုဒီမောင်လေးဝယ်ယူရတဲ့ဖုန်းလေးက Redmi တွေကမှမကြသေးခင်ထွက်တာ Redmi A5 လေးပေါ့နော် RAM အားဖြင့်4128ကိုမှမြန်မာ global အလုံးလေးပါဒီကောင်လေးကဆိုလို့ရှိရင်မြန်မာငွေ3,39,000နဲ့ရောင်းပေးထားတဲ့အတွက်လက်ငင်းရောအရေးချလာရောက်ဝယ်ယူအားပေးဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။ဆိုင်ရက်လေးစာလေးကတော့အောင်မိုဘိုင်းလိုင်းသားတမကုန်းပါရှင်။မင်္ဂလာရှိသောညချမ်းလေးပါ။